စာကျင်လာတွေကတော့ဆိုင်မိုးရဲ့ချီကျူးစရာရန်ကိုကောင်းလုံးနဲ့တချင်းလေးလို့ပြောနှက်ရှင်တော်တချင်းလေးပေါ့ဒီတချင်းကတော့ရှေ့မှာဆိုခဲ့တာဆရာကြီးတွေပဲဆိုခဲ့တာပေါ့တချင်းရန်ကောင်းတယ်နှက်ရှင်တော်ရဲ့ရတုပိုက်လေးတောင်မှပါသေးတယ်ဆိုတော်တော်ကြီးကိုကောင်းတယ်တချင်းမှာတော်ရုံတိုင်အောင်ဘယ်သူမှမဆိုတဲ့တချင်းလို့တော့ပြောရမှာပါနော်တိုင်းမို့ကတော့ဒီဆိုပြောပြထားတာအရန်ကိုကောင်းပါတယ်ဒါမျိုးတွေကိုဒီဆိုပြောပြပေးတဲ့အတွက်လည်းအပင်နဲ့ပတ်သက်လို့ကျေးဇူးအများကြီးတင်ပါတယ်အားရကျင့်တတ်ပါတယ်နော်ချမိတ်ဆွေငယ်ချင်းတွေလည်းခံစားပေးပါအောင်ဗျာလက်ရှင်တော်နော်Bye.
They